အားလုံးပဲမင်္ဂလာပါခင်ဗျဝယ်တန်းကနေပြန်လဲကြိုးဆိုပါတယ်ကျွန်တော်ဒီနေ့ကတော့knowledge sharing လေးတစ်ခုပေါ့နော်ကျွန်တော်သိထားတဲ့ဟာကို sharing လုပ်ပေးတာဖြစ်တယ်ကျွန်တော်သိရတဲ့လူတွေရှိလိမ့်မယ် sharing လုပ်တဲ့ဟာပေါ့နော်တူတယောက်ဆင်ပြေသွားတယ်ဆိုရင်အဲ့အတွက်ကျွန်တော်လုပ်ပေးရကြုံနဲ့တယ်ပေါ့နော်ဒီဗီဒီယိုလေးလုပ်ပေးရကြုံနဲ့တယ်ပေါ့နော်ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကတော့အခုနောက်ပိုင်းလူတိုင်းတော်တော်များများသုံးပြုလာကြတဲ့ Visa Master Card တွေပေါ့နော်အခုမြန်မာနိုင်ငံမှာဆိုရင်လည်း Visa Master Card တွေလွယ်ကူလုပ်လို့ရနေပေါ့နော်ဘဏ်တွေမှာသွားပြီးတော့လုပ်လို့ရနေပေါ့နော်ARV ရလည်းရပြီး KBZ ကလည်းရပြီး CB ရလည်းရတယ်UAB ရလည်းရတယ်ပေါ့နော်အဲ့လိုသွားလုပ်လို့ရတယ်ဒါပေမဲ့အဲ့ဒီကတ်တွေကိုလုံးမယ်ဆိုရင်ကျွန်တော်တို့မှာပေါ့နော် secret တွေကသိထားရမယ့်အကြောင်းတွေရှိတယ်ပေါ့နော်ကျွန်တော်မသိမဖြစ်သိထားရမယ့်အကြောင်းတွေရှိတယ်အဲ့ဒါလေးကဘာလဲဆိုတော့ Visa Card ကကျွန်တော်ကယူလာရတာပြီပေါ့နော်ရတာပြီဆိုရင်ကျွန်တော်ကမသိရမလဲဆိုတော့ Visa ကောမှာပါတဲ့ information တွေကို public လုပ်လို့လုံးဝမရဘူးသူများကိုပြလို့မရဘူးပေါ့နော်ကျွန်တော်ပြောချင်တာဒီကတ်ကိုတော့ရပြီး public လုပ်ထားပြီး share တာပြီးလုံးဝမလုပ်သင့်ဘူးပေါ့ဘာဖြစ်လဲဆိုတော့အဲ့ကတ်ပေါ်မှာပါတဲ့ information လေးကိုသိတာနဲ့ကတ် number ရဲ့ပြီးလို့ရှိရင်သူ့ရဲ့expire date ရဲ့ CVV code နဲ့အဲ့သုံးခုကိုသိတာနဲ့ဒီသုံးခုကိုသိရတဲ့ကျွန်တော် online မှာဒီဟာတွေကိုအဲ့ကတ် number ကိုအသုံးချပြီးတော့ကျွန်တော်ကဈေးတွေဝယ်လို့ရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော် public လုပ်မရဘူးကျွန်တော်ဥပမာနမူနာလေးပြကျွန်တော် KBZ ရဲ့ဒါ KBZ ရဲ့ကတ်ပေါ့နော်သူ့မှာကတ်နံပါတ်ပါတယ်expire date ပါတယ်ပေါ့နော် expire date ဆိုတာ expire ဖြစ်မဲ့ဟာကိုပြောတာပေါ့နော်ဒီကတ်ရဲ့ဘယ်နှခုနှစ်မှာ expire ဖြစ်မယ်ဘယ်နှလပိုင်းဘယ်နှခုနှစ်မှာ expire ဖြစ်မယ်ကတ်နံပါတ်ရဲ့ဒါကတော့ကျွန်တော်ပတ်စံမရှိတဲ့ကတ်တွေမို့လို့ကျွန်တော်ပြပေးတာပြီးတော့ CVV code CVV code ကသူအနောက်မှာပါတယ်ကျွန်တော်ဒီမှာတော့ဒါလေးကတ်ထားတာပေါ့နော်အဲ့ဒါတွေကိုလုံးဝပြလို့မရဘူးဒါက ARV ကတ်ပြီးလို့ရှိရင်ဒီမှာ UAB ကတ်တကတ်ကျွန်တော်ပြမယ်ဒါ UAB ကတ် UAB ကတ်ရဲ့ဒီလိုပဲအနောက်မှာတွေ့လားအခုမှကတ်နံပါတ်ပါမယ် expire ပါမယ် CVV code ပါမယ်အဲ့ဒါတွေကလုံးဝ public လုပ်လို့မရမယ့်ဟာတွေပေါ့နော်ကျွန်တော်ပြောချင်တာဒါကျွန်တော်အခုပြနေတဲ့နမူနာတွေပေါ့နော်ဒါဆို ARV ကတ် ARV ကတ်မှာဆိုလဲအဲ့တိုင်းပဲပါမယ်ကတ်နံပါတ်ပါမယ် expire date တွေပါမယ် CVV code တွေပါမယ်ပေါ့နော်အဲ့လိုပဲအဲ့လိုမျိုးပဲပေါ့နော်ကတ်တွေကျွန်တော်နိုင်ငံခြားသွားလုပ်လာတဲ့ကတ်ပဲဘန်ကောက်ကသွားလုပ်လာတဲ့ကတ်ပဲကမ်ဘောဒီးယားသွားလုပ်လာတဲ့ကတ်ပဲနိုင်ငံခြားရောက်လို့ကတ်လို့သွားရောက်လို့လောက်လာတဲ့ကတ်ပဲဖြစ်ဘယ်ကတ်ကိုမဆိုကျွန်တော်က public မလုပ်သင့်ဘူးပေါ့နော်မပြသင့်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီကတ်နံပါတ်လေးကိုသိတာနဲ့ကျွန်တော်ခုနပြောဆိုကတ်နံပါတ် CVV code ပြီးလို့ရှိရင် expire date အဲ့ဒါလေးသိတာနဲ့ကျွန်တော် online ပေါ်မှာကျွန်တော်တို့ကငွေချေလို့ရတယ်ငွေချေအသုံးဥစားပေါ့နော်ကျွန်တော်ဇွန်လိုက်ဝယ်တာဖြစ်ဖြစ်Netflix ဝယ်တာပဲဖြစ်ဖြစ်ပြီးလို့ရှိရင် Facebook boost လုပ်ဖို့အတွက်ပဲပေါ့နော်အဲ့ကတ်နံပါတ်အသုံးပြုတာဖြစ်ဖြစ်အဲ့ကတ်တွေကိုအဲ့နဲ့ကတ်နံပါတ်လေးတွေကိုသိတာနဲ့ကတ်နံပါတ်ခုနပြောတဲ့ information တွေသိတာနဲ့ကျွန်တော်တို့ကတခြားလူတယောက်ကယူသုံးလိုက်လို့ရတယ်ကျွန်တော်နမူနာပြဒါကဇွန်ရဲ့ပေးမှာပေါ့နော်ဒီမှာကတ် holder name မှာနာမည်ထည့်လိုက်မယ်လို့ရှိရင်ကတ်နံပါတ်ဆိုတာကကြတော့ကျွန်တော်ခုနပြခဲ့တဲ့ကတ်မှာပါတဲ့နံပါတ်ပေါ့နော်ကတ်နံပါတ်ထည့်လိုက်မယ်ဒီမှာဆိုရင်ကတ်နံပါတ်ရှိတယ်အဲ့ထည့်လိုက်မယ်ပြီး CVV code ထည့်လိုက်မယ်expire date လိုက်အဲ့ထည့်လိုက်တာနဲ့ကိုသူက license ဝယ်လို့ပတ်စံချေလို့ရငွေချေလို့ရသွားပြီပေါ့နော်ဒါဆိုဒီကတ်ထဲမှာကြီးတဲ့ပတ်စံတွေကိုတယောက်ကယူသုံးလို့ရသွားပြီဆိုတဲ့သဘောပေါ့နော်ပြောချင်တာကတော့အဲ့လိုနည်းနဲ့ကိုကတ်က public ဖြစ်သွားပြီဒါမှမဟုတ် hack ခံရတာဖြစ်ဖြစ်ပေါ့နော်တယောက်ကသိသွားဖြစ်ဖြစ်ဒါဆိုအဲ့လိုမျိုးနည်းနဲ့တော့သုံးလို့ရတယ်ဒီမှာအဲ့ဒါတခုပြီးတော့ Facebook ဆိုလဲဒီမှာကြည့်တော့ Facebook post လုပ်တဲ့နေရာမှာ name ထည့်မယ်ကတ်နံပါတ်ထည့်မယ်ပြီးလို့ရှိရင်ခုနပြော expire date ထည့်မယ် expire month နဲ့yearပေါ့နော်အဲ့ဒါထည့်မယ်ပြီးလို့ရှိရင် CVV code ထည့်မယ်အဲ့ဒါထည့်ပြီးဆိုတာနဲ့သူကပေးလို့ရပါပြီဒီကတ်နဲ့ပေးလို့ရပါပြီပေါ့နော်ကျွန်တော်ပြောချင်တာကျွန်တော်ဒီမှာကျွန်တော်နှစ်ကတ်ထည့်ထားရပေါ့နော် default ကတ်ရဲ့ backup ကတ်ရဲ့အဲ့လိုမျိုးသဘောပဲပေါ့နော်ဒီဟာနဲ့ပေးလို့ရတယ်ဒါဆိုရင်ကျွန်တော်ဒီကတ်တွေကိုအသုံးပြုတဲ့လူတွေကဒီဟာကိုသိထားဖို့လိုတယ်ပေါ့နော်ဒါကကျွန်တော်ကတကယ် physical ကတ်တွေကိုကျွန်တော်ထုတ်ပေးရပေါ့နော် virtual ကတ်တွေလည်းဝယ်လို့ရတယ်ဆိုတာသူကရှောက်လို့ရတယ် ARV မှာဆိုရင် ARV ပေးရနေရှောက်လို့ရတယ်ကျွန်တော်သိထားတာပေါ့နော်လူတယောက်ကို3ကတ်လားမသိဘူးရှောက်လို့ရတယ်ပေါ့နော်digital ကတ်ဆိုရင်သူတို့ခေါ်တာပေါ့အဲ့ဒါနဲ့ARV ပေးရနေငွေထည့်ပြီးတော့ဒီ Facebook post လုပ်တာပဲလို့ပြောဒါဆိုတော့ physical ကတ်မလို့တော့ဘူးသူကခုနပြောတဲ့ကျွန်တော်ပြောတဲ့ကတ်နံပါတ်ရဲ့ name ရဲ့ကတ်နံပါတ်ရဲ့ CVV code ရဲ့ expire date ရဲ့အဲ့ဒီခုတည်ရနဲ့ကျွန်တော်တို့ကယူသုံးလို့ရပြီသူများကတ်တွေပေါ့နော်ဒါမှမဟုတ်
လူချင်းမင်းတို့လည်းဒီလိုကတ်တွေအသုံးပြုတယ်ဆိုရင်ဒီကတ်တွေကိုသတိထားပါသတိထားပြီးအသုံးပြုပေါ့နော်public မလုံးမိသေးနဲ့မ share မိသေးနဲ့ကိုယ်လည်းမခင်တဲ့လူတွေကိုမပေးမိစေနဲ့ပေါ့နော်ကျွန်တော်ခုနပြောလို့ပဲဒါလေးဓာတ်ပုံရလိုက်တာနဲ့ကျွန်တော်ကခုနပြောတဲ့ website တွေမှာသုံးလို့ရတယ်ဒါကကျွန်တော်နှစ်ခုပဲပြတာနော် Facebook နဲ့ Zoom နဲ့ပဲပြတယ်တခြားတဲ့ website မှာမဆိုဒီ credit card လက်ခံတဲ့ website မှာမဆိုကျွန်တော်ကဒါကိုသွားပြီးတော့သုံးလို့ရတယ်ပေါ့ဒီနေ့ video လေးကတော့ဒီ knowledge sharing ပေါ့နော်ဒီ visa ကတ်နဲ့ပတ်သက်ပြီးတော့ visa master ပေါ့နော်ပြောရဆိုတော့ဒီကတ်နဲ့ပတ်သက်ပြီးတော့ရှောင်းတင်မဲ့ဟာတွေပေါ့နော်အဓိကတပ်ပေးမလုံးစင်းနေပေါ့နော်အဲ့ဟာပါပဲကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်